အားလုံးပဲမင်္ဂလာပါ Bamis Knowledge Hub Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Ghost of Kruger လို့နာမည်ပြောင်းရထားတဲ့ Kruger မျိုးသားဥယျာဉ်တွေကအဖြူရောင်ချင်းသေးတစ်ကောင်ရဲ့အကြောင်းကိုမိတ်ဆက်ပေးကြပါမယ်သူ့နာမည်ကတော့ Casper လို့ခေါ်ပါတယ်ချင်းသေးတွေထဲမှာရှာရှာပါပါအဖြူရောင်ဖြစ်နေတာကြောင့်ပဲစပြီးတော့မွေးလာစဉ်ကတည်းကလူတွေရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရတဲ့ချင်းသေးတစ်ကောင်ပါCasper ရဲ့အကြောင်းကိုအရင်ဆုံးမပြောခင်မှာသူ့ရဲ့အယောင်နဲ့ပတ်သက်ပြီးတော့အနည်းငယ်ပြောပြခြင်းပါတယ် Casper ကအဖြူရောင်ဖြစ်နေတာမို့သူ့ကို albino လို့ထင်နေရင်တော့မှားပါတယ် Casper က albino မဟုတ်တလို့ Casper ရဲ့အရေးပြားနဲ့အမွှေးအယောင်အသွေးမျိုးကို Lucium လို့ခေါ်တဲ့ leucistic အမျိုးအစားလို့သတ်မှတ်ရမှာပါ Melamine ထုတ်လုပ်နိုင်မှုအားနည်းတာကြောင့်ဒီလိုအယောင်မျိုးဖြစ်လာရတာပါဒါကြောင့် Casper ကဒန်နာရီတွေတဲကလို့တဘာဝလွန်စွမ်းအားတွေနဲ့အဖြူရောင်ချင်းကြီးတစ်ကောင်မဟုတ်ပါဘူးအာဖရိကဆာဗနာလွင်ပြင်တဲကချင်းသေးတစ်ကောင်ပဲဖြစ်ပါတယ်ဒါပေမဲ့တာမန်မထင်မရှားချင်းသေးတစ်ကောင်လည်းမဟုတ်ပြန်ပါဘူး Casper က Kruger အမျိုးသားဥယျာဉ်ကြီးရဲ့နယ်မြေတစ်စိတ်တစ်ပိုင်းမှာအုပ်စိုးနေခဲ့ပြီးတော့သူ့မှာလည်းတခြားဘရင်တွေထက်မလျော့တဲ့ခမ်းနားမှုတွေရှိခဲ့ပါတယ်ဒီတော့ကျွန်တော်တို့ရဲ့ Casper ဆိုတဲ့အဖြူရောင်ချင်းသေးကြီးအကြောင်းကိုငယ်ဘဝကနေစပြီးတော့လေ့လာလိုက်ကြရအောင်ပါ Casper ကို Kruger ရဲ့အလဲပိုင်း Satara Camp Area အနီးမှာရှိတဲ့ N1C မြစ်အနီးမှာမွေးဖွားခဲ့တာပါဒီနေရာကရေအရင်းမြစ်နဲ့သားရဲတိရစ္ဆာန်ပေါ်များတာကြောင့် Kruger National Park ထဲမှာရှိတဲ့ချင်းသေးတွေရဲ့60%လောက်ကဒီနေရာမှာပဲနေထိုင်ကြပါတယ် Casper ကိုမွေးဖွားခဲ့တာကတော့2014ခုနှစ်မှာပါအဲ့ဒီချိန်က Casper နဲ့အတူမွေးချင်း8ကောင်အထိရှိခဲ့ပါတယ်ဒီထဲမှာ Casper တကောင်တည်းကပဲထူးထူးခြားခြားအဖြူရောင်ဖြစ်နေခဲ့တာပါ Casper ကအဖြူရောင်ဖြစ်နေတာကြောင့် Casper ရဲ့အဖေနဲ့အမေကလည်းအဖြူရောင်တွေဖြစ်မယ်လို့ထင်နေရင်တော့မှားသွားပြန်ပါပြီတကယ်တော့ Casper ရဲ့အဖေနဲ့အမေကတာမန်ချင်းသေးတွေလိုအယောင်အသွေးမျိုးပါပဲဒါပေမဲ့သူတို့က Lucian genetic ပါဝင်နေတဲ့ချင်းသေးတွေဖြစ်တာကြောင့် Casper ကအဖြူရောင်ဖြစ်နေရတာပါ Lucian genetic တွေရှိနေတဲ့တိရစ္ဆာန်တိုင်းကလည်းအဖြူရောင်ဖြစ်နေတာမျိုးမဟုတ်ပြန်ပါဘူးတခါတလေမှသာ Casper လိုမျိုးအဖြူရောင်တွေထူးထူးခြားခြားပါလာတတ်တာမျိုးပါ Casper ရဲ့အဖေက Ziham ဆိုတဲ့ချင်းသေးပါအမေကတော့ Shishangan Pride ထဲကချင်းသေးမတစ်ကောင်ဖြစ်ပါတယ်ဒါကြောင့် Casper ကို Shishangan ချင်းသေးအုပ်ထဲမှာမွေးဖွားခဲ့တာလို့ဆိုနိုင်ပါတယ်မွေးဖွားလာတဲ့အချိန်မှာလည်းဝမ်းဝဲကြီးကိုရှစ်ကောင်ထဲမှာ Casper တစ်ကောင်ကသာအဖြူရောင်ဖြစ်နေခဲ့တာပါ Casper ကအဖြူရောင်ဖြစ်နေတာကြောင့်မွေးဖွားလာစဉ်ကတည်းကလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ် Casper ရဲ့ထူးခြားမှုကိုမွေးဖွားပြီးမကြာခင်မှာပဲ SAN Park ရဲ့အစီရင်ခံစာမှာပါဝင်လာခဲ့ပြီးတော့တော်ရဲတိရစ္ဆာန်စိတ်ဝင်စားသူတွေရဲ့ဂျားထဲမှာစတင်နာမည်ကျော်ကြားလာပါတယ်သူ့ရဲ့ထူးခြားနေတဲ့အယောင်အသွေးချောင်းကလေးဘဝမှာပဲဆယ်လီဖြစ်နေတဲ့ချင်းသေးတစ်ကောင်လို့ပြောရမှာပါဒီလိုမျိုးလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိနေတာကသူ့ဘဝအတွက်ပိုကောင်းလာစေလိမ့်မယ်လို့လည်းပြောလို့မရနိုင်ပြန်ပါဘူးအသာချက်အနေနဲ့ထင်ရှားတဲ့ချင်းသေးတစ်ကောင်ဖြစ်လာပြီးတော့တရားမဝင်အမဲလိုက်သူတွေရဲ့ရန်ကနေရှောင်ရှားနိုင်ပေမဲ့တဘာဝအတိုင်းရှင်သန်နေထိုင်ရမှာတော့အခက်အခဲတွေများစွာရှိခဲ့ပါတယ်သူ့ရဲ့ထူးခြားနေတဲ့အယောင်အသွေးကြောင့်ငယ်စဉ်ကတည်းကခွဲခြားဆက်ဆံခံရတာမျိုးတွေတခြားချင်းသေးတွေကသူတို့နဲ့မတူညီတဲ့ချင်းသေးတစ်ကောင်အဖြစ်အမြင်ခံရတာမျိုးတွေလည်းရှိခဲ့ပါတယ် Casper ကိုမွေးဖွားခဲ့တဲ့ Shishangan Pride မှာဆိုရင် Mega Pride လို့တောင်တင်စားလို့ရတဲ့တော်တော်ကြီးမားတဲ့ချင်းသေးအုပ်တစ်ခုပါဒါကြောင့်ဒီချင်းသေးအုပ်ကိုအပိုင်စားရထားခဲ့တဲ့ Casper ရဲ့အဖေဖြစ်တဲ့ Ziham ဆိုတဲ့ချင်းသေးကလည်း N1C မြေအနီးနားတစ်ဝိုက်မှာတော့ဩဇာရှိတဲ့ဘုရင်တစ်ပါးလို့ဆိုနိုင်ပါတယ်ဒီလိုမျိုးနောက်ခံ background ကောင်းတာကြောင့် Casper တို့ညီကိုရှစ်ကောင်ရဲ့ငယ်ဘဝကအစားအစာနဲ့လုံခြုံရေးအတွက်မပူပင်ရဘဲနဲ့ဖြတ်တန်းနိုင်ခဲ့ကြပါတယ်ဒါအပြင်ကမှ SAN Park ကလည်းအဲ့ဒီအချိန်ကတည်းကကာကွယ်ရမယ့်တော်ရိုင်းတိရစ္ဆာန်စီးရင်မှာ Casper ကိုထည့်သွင်းထားခဲ့တာကြောင့် Casper ရဲ့ငယ်ဘဝကချင်းသေးအချင်းချင်းရန်တွေအပြင်လူသားတွေရဲ့ရန်ကနေလည်းကင်းလို့ခွင့်ရရှိခဲ့ပါတယ် Casper မှာမွေးချင်း၈ကောင်အထိရှိပေမဲ့အမြဲတမ်းတပူးပူးတွဲနေလေးရှိတာကတော့ Casper အပောင်းဝင်၄ကောင်သာရှိပါတယ်နောက်ပိုင်းမှာဒီ၄ကောင်ပဲကြံရစ်ခဲ့ပြီးတော့သူတို့ကနေပဲ correlation တစ်ခုထူထောင်ခဲ့ကြတာပါဒါအပြင်ကမှ Casper လို့ထူးခြားမှုရှိတဲ့ချင်းသေးပေါက်လေးတွေတော်တော်များများကအသက်ရှင်သန်နိုင်မှုအားနည်းပေမဲ့ Casper ကတော့တန်မာမာနဲ့ပဲရှင်သန်နိုင်ခဲ့ပါတယ်2018ခုနှစ်မှာတော့ Casper ပါဝင်တခြားညီကိုတွေနဲ့ချင်းသေးအထီး၈ကောင်ကိုသူတို့ရဲ့အဖေ Ziham ကချင်းသေးအုပ်အတွင်းကနေမောင်းထုတ်လိုက်ပါတယ်ဒီလိုမောင်းထုတ်ခံရပြီးတဲ့နောက်တိတ်မကြခင်မှာပဲဒီ၈ကောင်လုံးကအုပ်စုမကွဲဘဲနဲ့ correlation ပုံစံမျိုးရှိနေခဲ့ပါတယ်တကယ်လို့သာဒီချင်းသေးအထီး၈ကောင်လုံးက correlation တစ်ခုဖြစ်လာခဲ့မယ်ဆိုရင်တမိုင်းတစ်လျှောက်မှာအကျန်းဆုံးမှာဆိုတဲ့ Macpo ကိုတွေတောင်အောချယူရလောက်မဲ့အင်အားစုတစ်ခုဖြစ်ခဲ့မှာပါဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူတို့၈ကောင်တွေက2ကောင်ကစင်အုပ်စုတစ်ခုနဲ့ညီရင်းကနေအလျှော့ခံလိုက်ရပါတယ်၈ကောင်အုပ်စုတွေကနေ2ကောင်သေးဆုံးသွားခဲ့ပေမဲ့6ကောင်ရှိနေသေးပြီးတော့ Casper အုပ်စုရဲ့အင်အားက short တွက်လို့မရသေးတဲ့အနေအထားပါဒါ
ဒါအပြင်ကမှဒီကောင်တွေကလောလောလတ်လတ်အုပ်စုရင်းကနေမောင်းထုတ်ခံထားရတဲ့ကြောင့်ကိုပိုင်နယ်မြေဆိုတာလည်းမရှိသေးပါဘူးအရွယ်ရောက်ခါစားခွန်အားတွေပြေးဝနေပြီးတော့ပိုင်နဲ့နယ်မြေမရှိသေးတဲ့ချင်းတွေထက်ပိုပြီးတော့ကြောက်ဖို့ကောင်းတဲ့အရာတွေကဆာဗန်နာလွင်ပြင်ထဲမှာမရှိပါဘူးတွင်းတစ်လောင်းကစားလူငယ်ချီတဲ့ချင်းတွေကအဲ့ဒီလိုအချိန်မျိုးမှာပိုင်နဲ့နယ်မြေရဖို့အတွက်ဘာမှဂယုမဆိုင်ပဲမြင်မြင်သမျှတတ်မယ်ဆိုတဲ့စိတ်မျိုးဝင်နေတဲ့အချိန်လည်းဖြစ်ပါတယ်ကက်စပါတို့6ကောင်အုပ်စုကလည်းအခုချိန်မှာဒီလိုစိတ်မျိုးဖြစ်နေခဲ့ပါပြီဒါကြောင့်မဲအဖွဲ့ဝင်2ကောင်သေးဆုံးပြီးတိတ်မကြခင်မှာပဲ2018ခုနှစ်ဇွန်လမှာ NYC Pride အနီးနားတွေက North to South Pride လို့ခေါ်တဲ့ချင်းအုပ်ကိုဝင်စီးပါတယ်ဒီကောင်တွေအဲ့ဒီဝင်ရောက်စီးနှင်းမှုကဘာနီးဗျူဟာမှမပါတဲ့အလကားတက်ရန်လိုမှုတစ်ခုသာဖြစ်ခဲ့ပါတယ်အသက်ငယ်သေးတဲ့အချိန်မှာလူပဲဖြစ်ဖြစ်ချင်းတွေပဲဖြစ်ဖြစ်ဒီလိုခက်ကြောင်ကြောင်မျိုးတွေထလို့တက်လေရှိတာကတော့မစမ်းဘူးလို့ပဲဆိုရမှာပါတိုက်ပွဲအတွေ့အကြုံမရှိသေးပဲ North to South Pride ကိုဝင်စီးမိတဲ့အကျိုးဆက်ကတော့ကက်စပါတို့6ကောင်တွေကတကောင်ကထပ်မံအရှော့ခံလိုက်ရပြီးတော့ကက်စပါအပါဝင်9ကောင်သာကျန်မာတော့တယ်9ကောင်တွေကမှနောက်တစ်ကောင်ကတိုက်ပွဲအတွင်းမှာထွက်ပြေးရင်းနဲ့ဒီနေ့ထက်တိတိအောင်ပျောက်ဆုံးသွားခဲ့ပြန်ပါတယ်ဒါကြောင့်မအောင်မြင်ခဲ့တဲ့စီးနှင်းမှုရဲ့နောက်ကွယ်မှာအလားလာရှိနေတဲ့ကက်စပါတို့ချင်းအုပ်ကအင်အားတဝက်လောက်ကိုဆုံးရှုံးလိုက်ရပါပြီ။ North to South Pride တင်တဲ့တိုက်ပွဲအပြီးမှာတော့ကက်စပါအပါဝင်၄ကောင်သာကျန်မာတော့တယ်။အဖွဲ့ဝင်တွေဆုံးရှုံးလိုက်ရပြီမဲ့ဘာနေမြေးမှလည်းမရရှိခဲ့ဘဲနဲ့အသက်တွေကတစ်နှစ်ထက်ကြီးလာခဲ့ပြန်ပါပြီ။ကိုယ်ပိုင်နေမြေမရှိတာကြောင့်ကျုံဟာဂျပန်ရှောက်သွားနေရင်းနဲ့ပဲရှာဖွေစားတောက်နေခဲ့ရပါတယ်။ဒီလိုမျိုးပြန်ကြအမဲလိုက်စားနေရတဲ့အချိန်မှာအဖွဲ့တွင်းမှာကက်စပါကအားနည်းချက်တစ်ခုဖြစ်လာခဲ့ပါတယ်။သူ့ရဲ့တင်ရှားနေတဲ့အယောင်ကအမဲလိုက်ရာမှာတော်တော်လေးကိုအခက်အခဲဖြစ်စေပါတယ်။အဝေးကြီးကနေတော့ကက်စပါကိုထင်ထင်ရှားရှားမြင်နေရတာကြောင့်တားပေါင်တွေကအလွယ်တကူရှောင်ရှားနိုင်ပြီးတော့သူတို့အဖွဲ့ကလည်းအစားအစာအတွက်အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပါပြီ။ဒါအပြင်ကမှတခြားချင်းလေးအုပ်တွေရဲ့ပိုင်နက်ထဲမှာခိုးဝင်ပြီးတော့အမဲလိုက်ရတာကြောင့်နေမြေကန်ချင်းလေးအုပ်တွေရဲ့ရန်ကနေလည်းကြီးရှောင်ကြရပါတယ်။ဒီလိုအခက်အခဲတွေကြားထဲကနေဖောက်မထွက်နိုင်ရင်တော့ NYC မြေအနီးနားမှာဆက်လက်ရှင်သန်ဖို့ဆိုတာကဒီချင်းလေး၄ကောင်အတွက်အခွင့်အရေးမရှိတော့ပါဘူး။ဒါအပြင်ကိုပိုင်နယ်မြေတော်မရှိသေးတဲ့ချင်းလေး၄ကောင်က coalition အဖြစ်တောင်သတ်မှတ်ခြင်းမခံရသေးပါဘူး။ SAN Park အဖွဲ့သားတွေကိုယ်တိုင်ကကက်စပါကထူးခြားတဲ့အယောင်ရှိတဲ့ချင်းလေးတစ်ကောင်သာဖြစ်ပြီးတော့ဘရင်တစ်ပါးဖြစ်ဖို့အတွက်ဘာအရေးအချင်းမှမရှိဘူးလို့သတ်မှတ်ထားခဲ့ကြဟန်တူပါတယ်။ဒါကြောင့်ပဲဒီလေလွင့်ချင်းလေး၄ကောင်ကို coalition တစ်ခုအဖြစ်နာမည်တော်မပေးခဲ့ကြဘဲနဲ့အဖြူရောင်ဖြစ်နေတဲ့အတွက်သာကက်စပါရဲ့နောက်ကိုလိုက်ပြီးတော့ဆက်လက်မှတ်တမ်းတင်ခဲ့ကြတာဖြစ်နိုင်ပါတယ်ဒီလိုခက်ခဲတဲ့အခြေအနေကနေရုံထွက်ပြီးတော့ကိုသာတက်တင်မပြနိုင်ခဲ့ရင်ကက်စပါနဲ့သူ့ရဲ့ညီ၃ကောင်ကတာမန်ချင်းတွေအဖြစ်နဲ့တရက်မဟုတ်တရက်မှာတခြားချင်းတွေရဲ့ရန်ကြောင်သေဆုံးရတော့မှာပါဒါကြောင့်ဒီလေးကောင်ကနောက်ထပ်နန်းလူပွဲတစ်ခုအတွက်စူးစမ်းခဲ့ပြန်ပါပြီဒါပေမဲ့အဲ့ဒီအချိန်မှာက2019ခုနှစ်ကိုရောက်ရှိနေပြီဖြစ်ပြီးတော့တကဘာလုံးမှာလူသားတွေအတွက်အခက်အခဲဆုံးအချိန်ကာလတွေလည်းဖြစ်ခဲ့ပါတယ်ဒီလိုအချိန်တွေမှာလူတွေကအိမ်ပြင်မထွက်ကြတော့ဘဲနဲ့အင်တာနက်ပေါ်မှာသာအချိန်တော်တော်များများကိုကုံဆုံးခဲ့ကြပါတယ်ဒီလိုမျိုး online မှာလူတွေအချိန်ကြာကြီးရှိနေချိန်မှာပဲကက်စပါကပို့ပြီးတော့ကြော်ကြားလာခဲ့တာပါ Wildlife အစီအစဉ်တွေတော်တော်များများမှာကက်စပါရဲ့ပုံရိပ်တွေပါဝင်လာခဲ့ပြီးတော့အရင်ကတော်ရန်လိမ့်ဆန်စိတ်ဝင်သားသူတွေရဲ့ကြားမှာသာတီးခဲ့ကြတဲ့ကက်စပါက2019ခုနှစ်မှာတော့တကဘာလုံးကတီးကြတဲ့ချင်းလေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်2020ခုနှစ် COVID-19 ကပ်ဘေးရဲ့အဆိုးဆုံးအချိန်တွေကလူသားတွေအတွက်ဆွန့်လွတ်ရတာတွေအများအပြားရှိခဲ့ပေမဲ့ကက်စပါအတွက်ကတော့ကန်ဆာတာဆန်းလက်တွေအရန်တက်နေတဲ့အချိန်လို့ပြောရမှာပါ။ဘာကြောင့်လဲဆိုရင်2020ခုနှစ်မှာကက်စပါတို့ညီကို၄ကောင်ကနေမြေမရှိတဲ့လေလင်းချင်းတွေအထီးတွေမဟုတ်ကြတော့ပါဘူး။2020ခုနှစ်အတွင်းမှာပဲ Satara Rest Camp အနီးမှာရှိတဲ့ Satara Pride ချင်းတွေအုပ်ရဲ့ဥဆောင်ချင်းတွေအထီးတွေကိုအနိုင်ယူခဲ့ကြပြီးတော့စတာရာချင်းလေးအုပ်ကိုပိုင်ဆိုင်ခဲ့ကြပြီးကိုပိုင်နယ်မြေတွေရှိလာကြပါပြီဒီတိုက်ပွဲကသူတို့ဘဝအတွက်ပထမဦးဆုံးနိုင်ပွဲတစ်ခုဖြစ်ခဲ့တယ်လို့ဒီလိုနယ်မြေပိုင်ဆိုင်မှုရဖို့အတွက်သူတို့ရဲ့ညီအကို၄ကောင်ကအသက်ပေးသွားခဲ့ရပြီးပါပြီစတာရာ Pride ချင်းလေးအုပ်ကိုသိမ်းယူပြီးနောက်မှာပဲဒီနယ်မြေနဲ့ဆက်နေတဲ့ Central Plain Pride ကိုပါပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်အဲ့ဒီနောက်မှာလူပြိုကြီးတွေဖြစ်တဲ့ကက်စပါတို့၄ကောင်ကလည်းလူပြိုတိုးဘွားကနေကျွတ်တန်းဝင်နိုင်ခဲ့ကြပြီးတော့အမိတ်လိုက်ခွင့်တွေရခဲ့ကြပါတယ်ဒီစတာရာ Pride ထဲမှာပဲသူတို့ရဲ့မျိုးဆက်တွေမွေးဖွားနိုင်ခဲ့တယ်လို့ဆိုရမှာပါပထမဆုံးနိုင်ပွဲရဲ့အရာသာကိုမြည်ဆန်းခွင့်ရသွားတဲ့ကက်စပါတို့အတွက်ကတော့မမေ့နိုင်စရာနေ့ရက်တွေဖြစ်ခဲ့ပါတယ်ဒီလိုမျိုးကိုပိုင်နယ်မြေရှိလာပြီးနောက်မှာတော့ကက်စပါတို့၄ကောင်ကိုလေးလာရေးသမားတွေက coalition တစ်ခုဖြစ်သတ်မှတ်ခဲ့ကြပြီးတော့Four Sheet Brother Coalition ဆိုတဲ့နာမည်တစ်ခုရရှိလာခဲ့ကြတာပါ။ဘဝဆိုတာအတက်အကျတွေရှိတတ်ကြတာကြောင့်ပဲတ
တောဘီရင်တွေဖြစ်လင်ကစားကက်စပါတို့ကလည်းဒီသင်္ခါရသဘောတရားတွေကိုလွန်ဆန်နိုင်မှာမဟုတ်တာကတော့အသေးအချပါ2024ခုနှစ်နိုဝင်ဘာလနဲ့ဒီဇင်ဘာလပတ်ဝန်းကျင်မှာ SAN Park အဖွဲ့သားတွေရဲ့အစီအစဉ်ခံစာအရသူတို့၄ကောင်တွေကကာဆာနိုဗာမှာဘိုဝိုင်း TB လို့ခေါ်တဲ့ယောဂတစ်မျိုးဆွဲကပ်နေကြောင်းသိရှိခဲ့ရပါတယ်ဒီယောဂကအာဖရိကတိုက်ကခြင်သေးတွေမှာအဖြစ်များပြီးတော့အဆုတ်ကြောက်ကတဲ့အယိုးတွေကိုပျက်စီးစေပါတယ်ဒီယောဂကြောင့်ပဲကာဆာနိုဗာရဲ့ကျန်းမာရေးကအလင်းအမြန်ဆိုးဝါးလာခဲ့ပြီးတော့အစားစားဖို့အတွက်တောင်ခက်ခဲလာခဲ့ပါတယ်ဒီယောဂကြောင့်ပဲ2025ခုနှစ်ဇန်နဝါရီလထဲကနေတစ်ခုမှာပဲကာဆာနိုဗာကသူ့ရဲ့ညီအကိုတွေကိုစွန့်ခွာပြီးတော့ငြိမ်းချမ်းမှုကိုရှာတွေ့သွားခဲ့ပါပြီFootloose ကိုတော့2025ခုနှစ်ဇန်နဝါရီလထဲမှာပဲခြေထောက်မှာဒဏ်ရာတွေနဲ့တွေ့ရှိခဲ့ရပြီးတော့လမ်းကောင်းကောင်းမရှောင်နိုင်တော့တဲ့အခြေအနေမှာမြင်တွေ့ခဲ့ကြရပါတယ်ဒီဒဏ်ရာကအမဲလိုက်ရင်တင်းငုတ်တွေကိုမတော်တဆတက်နေမိရာကနေဖြစ်နိုင်တယ်လို့သားကောင်တွေရဲ့ပြန်လဲခုခံမှုတွေကြောင့်ရရှိခဲ့တာလည်းဖြစ်နိုင်တယ်လို့သုံးသပ်ထားကြပါတယ်ဒါပေမဲ့ဒီလိုမျိုးဒဏ်ရာတွေနဲ့တွေ့ရပြီးတော့မကြခင်မှာပဲ Footloose ကလူတွေရဲ့မြင်ကွင်းကနေပျောက်ကွယ်သွားခဲ့ပါတယ်ဒါကြောင့်ဒီဒဏ်ရာတွေနဲ့ Footloose ကလည်းဆာဗနာကွင်းပြင်ကြီးတွေရဲ့တနေရာမှာငြိမ်းချမ်းစွာနဲ့ထာဝရအိပ်ဆက်သွားခဲ့ပြီလို့သတ်မှတ်ရတော့မှာပါအခု2025နိုဝင်ဘာလယခုဗီဒီယိုကိုမိတ်ဆွေတို့ကြည့်နေတဲ့အချိန်မှာဆိုရင်ဟိုဆူကနေမောင်းထုတ်ခံရတဲ့အချိန်ကကက်စပါတို့ညီကို၈ကောင်ထဲမှာကက်စပါနဲ့ N4V သူတို့2ကောင်သာကြံရှိပါတော့တယ်အသက်အရွယ်အရလည်းကက်စပါတို့2ကောင်အနေနဲ့ကတိုက်ပွဲတွေဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပါဘူးဒါအပြင်ကကာဆာနိုဗာသေဆုံးခဲ့ရတဲ့ဘိုဝိုင်း TB ယောဂါကအခုဆိုရင် N4V2 မှာလည်းကူးစက်ခံထားရပြီးပါပြီကက်စပါကတော့ယောဂအထွေထူးမရှိပေမဲ့သူတို့ရဲ့နယ်မြေတွေကတော့ Ngotso South Pride Mary စီကိုလွှဲပြောင်းပေးခဲ့လိုက်ရပြီးပါပြီဒါကြောင့်ပဲကက်စပါနဲ့ N4V သူတို့2ကောင်ကသူတို့ပိုင်ဆိုင်မှုတဲ့နယ်မြေတွေကိုစွန့်လွတ်ပြီးတော့သူတို့ရဲ့မွေးရဲမြေဖြစ်တဲ့ N1C မြစ်အနီးနားကိုပြန်ရောက်လာပြီးဘဝရဲ့နောက်ဆုံးအခြေအနေကိုစောင့်မျှော်နေကြပါတယ်ကက်စပါတကောင်ကတော့မွေးရဲမြေမှာပဲခေါင်းချဖို့အတွက်စီစဉ်ခဲ့သလားလို့တော့တွေးစရာဖြစ်လာပါတယ်အခုအချိန်မှာကက်စပါရဲ့အသက်က17နှစ်ဝန်းကျင်ရှိနေပြီဖြစ်တာကြောင့်အသက်ရှင်သန်ဖို့ရအချိန်ကလည်းတိတ်မကျန်တော့ဘူးလို့ပြောရမှာပါဒါပေမဲ့ Fonsi Brother ရဲ့ကြီးစိုးခဲ့စဉ်ကမိတ်လိုက်ခဲ့ကြတဲ့ချင်းလေးအမတွေနဲ့သားပေါက်တွေလည်းရရှိခဲ့တာကြောင့်အခုဆိုရင် Kruger ဥယျာဉ်ထဲမှာကက်စပါရဲ့မျိုးဆက်ရရှိလာခဲ့ပါပြီ2025ခုနှစ်နိုဝင်ဘာလအထိမှတ်တမ်းတွေမှာဆိုရင်လက်ရှိ Kruger ဥယျာဉ်ထဲမှာကက်စပါအပါဝင်ချင်းလေးအဖြူ9ကောင်အထိရှိနေပြီးတော့ Shokoro Pride နဲ့ Mbaba Pride ထဲကချင်းလေးဖြူလေး2ကောင်ကလည်းကက်စပါရဲ့မျိုးဆက်တွေဖြစ်တယ်လို့ SAN Park ကအတည်ပြုပြောကြားထားပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်စို့ခင်ဗျာ